လက်စားနာတော့ လေးစားတယ်လို့ပြောပါတယ်လေးစားတယ်တဲ့ တကယ်ကိုလက်စား လေးစားပါတယ်တဲ့သူပြောနေကျွန်တော်ကိုကြည့်ဒီမှာကိုဇိုင်းမှာကြည့်အမဒါဘိုက်တင်းတဲ့ပုံစံပေါ့မ6လောက်ခလေးလှုပ်နေတယ်အဲ့လိုပဲဒါဘိုက်တင်းသွားတယ်ပေါ့ဒါမတင်းသေးဘူးဆိုရင်ပတ်ရမ်းတယ်သူကအဲ့မျိုးစက်တိုင်ကိုကြည့်လိုက် တကူယူပါ လက်စား ဒီမှာစားရပါတယ်မယူပါဘူးခင်ဗျာ စားတော့ပဲ အေးဆိုင်စားပါ ဝေမောလက်စားငါဘာလို့မတော်အကျိုး ဒါပူရီကမမကိုဇွန်းနဲ့စားနေတာပါရွှေဇွန်းပေါ့ဗျာဟိုမှာအင်ကြီးမှာတော့လှက်နေတယ်ဗျာမလိုက်ဇွန်းမလိုက်လို့ရှိရင်မျက်နှာမှာတက်ချင်နေတယ်ဟိုမှာအော်စတိုင်းတွေကိုချက်လိုက်ပြီ တကူစားကြကြ မစားခဲ့ပါဘူးခင်ဗျာကြောက်ပါလေကျွန်တော်မကြောက်မကြည့်မပါစားလည်းပြင်းနေပြီတွေ့တယ်မြလူလိုက်ကျွေးနေရောပဲမှာတွေ့တယ်မြလူလိုက်ကျွေးနေပြီမနှခေါင်းတော့မှထွက်ကုန်ပြီခင်ဗျာမဇွန်းတော့အမှန်တယ်ဒီုံကြည့်လိုက်မျက်နှာမှာก็ထင်နေတယ်အကြောင်းက ကိုလည်းကိုကြရတာပေးလိုက်စားပါအား သူကကျွန်တော်ရွှေရောင်စုံးဝယ်ပါလို့ကျွန်တော်ပြောတယ်ကျွန်တော်လည်းဝယ်လာပေးတာပေါ့နော်ကိုရီးယားမှာမစားခြင်းမဲတဲ့ရွှေရောင်စုံးလေးဝယ်လာပေးတဲ့အဲဒါဆိုတော့ကျွန်တော်လည်းဝယ်လာပေးတာပေါ့နော်သူလည်းအေးစားအစားပေါ့ ပေးမယ် အဓိကတော့ရွှေရောင်ဖြစ်ဖို့လိုရယ်လေ အဲ့ဒါယူပါ